အဖြစ်ရမယ်ဆိုတော့ဆရာတယောက်ပဲရှိဖို့လိုတယ်အားလုံးနေတဲ့နေရာတကာလိပ်ပြီးမှလက်နောက်ပြီးမှလက်တင်ဆူတောင်းပဲအားလုံးရကြပြီစာငတ်မှုနော်စာငတ်မှုဖျားခင်အရှိမအသက်တာကောင်းမှုအတန်ရှင်းခြင်းတစ္ဆာရှိခြင်းဘာမှမလိုအပ်ဘူးနော်ဘာကြိုက်တော်နေပြီးမှဟိုလက်တင်ပေးတဲ့ဆရာလာပြီဆိုသူ့စင်မှာကောင်းငုတ်ပြီးမှဆူတောင်းသွားခံလဲဆိုတော့နေရင်ထိုင်အထာဘာဘာစကားပြောနိုင်လိမ့်မယ်နေရင်ထိုင် prophet စုကျေးဇူးရလာလိမ့်မယ်ဟုတ်တယ်နော်ဒီကျမ်းစာကအဲ့လိုလက်တင်ပေးခြင်းအားဖြင့်ဗိတ်တိတ်ရမယ်ဆိုတော့ကျမ်းစာမဟုတ်ဘူးလက်တင်ပေးရမယ်ဆူတောင်းပေးရမယ်ဆိုတဲ့အရာပဲဖြစ်တယ်လက်တင်ပေးလိုက်ရင်ဗိတ်တိတ်ကူးဆက်မယ်ဆိုတဲ့အရာကကျမ်းစာနဲ့မညီဘူးတကယ်တော့အဲ့လိုညီတယ်ဆိုရင်နော်ကချင်ပြည်နယ်တပြည်နယ်လုံးရခိုင်ပြည်နယ်တပြည်နယ်လုံးမွန်ပြည်နယ်တပြည်နယ်လုံးအဲ့ဒီလက်တင်ပေးတယ်လို့တယောက်ပဲရှိဖို့လိုရတယ်အတင်းတော်တိတ်ရှိစရာမလိုနော်နေရာတကာလဲပြပါဒီနေ့မနေ့ပိုင်းမှာနေတနေကဒီနေ့ညနေပိုင်းမှာနေတနေကလာယေရှုခရစ်တော်နာမနဲ့ဗြိညင်တစ်အေဝိနေတတနာကနေကျိုးဆိုနှုတ်ခွန်းဆက်တာပါတယ်ဖျားရခင်ဂုံကျေးဇူးအပေါင်းကိုချီးမွမ်းရသွက်ပါတယ်ဒီနေ့လဲကျွန်တော်တို့မာယွန်းတော်တွင်တင်မှုဩဝါဒခံချက်များအကြောင်းကိုခေါင်းစဉ်တစ်မျိုးအဖြစ်ပြန်ပြီးမှတတိပေးတိဆောက်သွားချင်တာဖြစ်ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့အချိန်မှာလည်းအနေအချင်းပေါ့နော်ထိပြောတယ်ဒါပေမဲ့ဒီနေ့ကတော့အဲ့ဒါကိုပဲအဓိကတတိပေးသွားချင်တာဖြစ်ပါတယ်ခေါင်းစဉ်ကပါလဲဆိုတော့အခြားသောဘာသာစကားတင်ပေးခြင်းနဲ့ဗိတ်သိက်ကူးဆက်ခြင်းဆိုတဲ့အယူဝါဒဖြစ်တယ်နော်ဒီနေ့ဒီချိန်မှာဒါကတော်တော်လေးခေတ်စားတယ်နောက်ပြီးမှခရိယန်ယုံကြည်သူအများအပြားကိုလမ်းလွှဲစေတဲ့အရာလေးဖြစ်တယ်အဲ့ဒါပါလဲဆိုအခြားသောဘာသာစကားတင်ပေးခြင်းနဲ့ဗိတ်သိက်ကူးဆက်ခြင်းဆိုတဲ့အယူဝါဒဒါကကျမ်းစာမှာမရှိတဲ့အရာဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့နံပါတ်1ခေါင်းစဉ်ကပါလဲကျမ်းစာအရယုံကြည်သူများသည်အခြားသောဘာသာစကားပြောခြင်းရှိသလားရှိပါတယ်ကျမ်းစာအရနော်ကျွန်တော်တို့ကလေကျွန်တော်တို့ဂိုင်းကနာအနေနဲ့မရှိဘူးလို့ရှောက်ပြောနေတာချက်ကျမ်းစာကိုပဲဗဟိုပြုရမှာဖြစ်တယ်နော်သင်ဘာပြောချင်တယ်သင်ဘာဟောချင်တယ်သင်ဘာခံယူချင်တယ်လဲဆိုတာကကျွန်တော်တို့ခံယူချင်တဲ့အတိုင်းခံယူလို့မရဘူးကျမ်းစာမှာရေးထားတဲ့နှုတ်ပတ်တော်တမန်တရားအတိုင်းခံယူရမှာဖြစ်တယ်အဲဆိုတော့နံပါတ်1မိကွန်းကပါလဲကျမ်းစာအရယုံကြည်သူများအခြားသောဘာသာစကားပြောခြင်းရှိသလားဆိုရှိပါတယ်ရှိဖို့ရှိတယ်အခြားသောဘာသာစကားပြောခြင်းတကယ်ရှိတာမပိတ်ပင်ရဘူးမရှုံချရဘူးမခနဲ့ရဘူးမလောင်မပြောင်ရဘူးပေါ့နော်မစော်ကားရဘူးဒါကဝိညာဉ်စုကျေစုဖြစ်တဲ့ကြောင့်လက်ခံရမှာဖြစ်တယ်တမန်တော်နှစ်အခန်းကြီးနှစ်အငယ်1က7ပင်တေကုတ်တေနဲ့တန်ရှင်တော်တွေပြစင်းတက်ကြွလာတဲ့အခါမှာဝိညာဉ်တော်ဖခင်ရဲ့တကိုးပြဝပြီးမှယုံကြည်သူများဟာဒီဝိညာဉ်စုကျေစုအတိအကျပြအစီခံတော့တွေ့ရတယ်ဒါတကယ်ရှိတာဖြစ်ပါတယ်နောက်ပြီးတစ်ကောစနစ်စလိမ့်မှာလဲဝိညာဉ်စုကျေစုများအကြောင်းရေးထားတယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်စုကျေစုဆိုတာဝိညာဉ်တော်ဖျားပေးတာမှတ်ထားရမှာဖြစ်တယ်နော်ပုဂ္ဂိုလ်တူကပေးတာမဟုတ်ဘူးကနံပါတ်1လူတိုင်းဒီစုကျေစုကိုရသလားလူတိုင်းဟာအခြားသောဘာသာစကားပြောနိုင်သလားအဲ့စုကျေစုလူတိုင်းရသလားယုံကြည်သူတိုင်းလူတိုင်းဟာ prophet စုကျေစုရသလားမရဘူးဆိုလူတိုင်းမရနိုင်ဘူးဒါပေမဲ့ယုံကြည်သူတိုင်းဟာတော့ဝိညာဉ်တော်ဖျားအခွင့်ရှိတဲ့အတိုင်းအလိုတော်တိုင်းခွဲဝေပေးတယ်လို့ပြောတယ်ဆိုကျမ်းစာရပါလဲလူတိုင်းမရပါဘူးဖျားခင်အလိုတော်ရှိတဲ့လူနဲ့ဖျားခင်ခွဲခန့်မှတ်တဲ့လူရတာဖြစ်တယ်ဆိုယုံကြည်သူတိုင်းအားလုံးကအခြားဘာသာစကားပြောရမှာကျမ်းစာမရှိဘူးယုံကြည်သူတိုင်းအားလုံးက prophet ပြောရမှာဆိုမရှိဘူးဒါမဲ့နော်ဖခင်ရဲ့အလိုတော်တိုင်းစာငတ်ဆိုတာဆူတောင်းတော့ဖခင်အလိုတော်တိုင်းခွဲခန့်မှတ်ထားတာရှိတာဖြစ်ပါတယ်ကဲတစ်ကောစနစ်29-30မှာအားလုံးကတမန်တော်ဖြစ်သလားအားလုံးကအခြားသောဘာသာစကားပြောသလားဆိုတာကျွန်တော်ရှင်းဖို့လို့ရေးထားနော်ယုံကြည်သူမှန်တယ်ဆိုရင်တော့အားလုံးကတမန်တော်မဖြစ်ကြဘူးဖြစ်ခွင့်မပြုထားဘူးအားလုံးက prophet မဖြစ်ကြဘူးဖြစ်ခွင့်မပြုထားဘူးတန်ရှင်တော်ဝိညာဉ်ဖျားတူးသီးတာတဘာတိကတန်ဝိညာဉ်တော်အလိုတော်ရှိတဲ့အတိုင်းယုံကြည်သူများကိုအတီးခွဲဝေပေးတော့ပြောတယ်အဲ့ဒါကြီးကိုတမန်တရားရှိနေတဲ့တာနဲ့ဘာကြောင့်တင်ပေးကြတယ်ကျမ်းစာနဲ့အရန်လွဲနော်ဘာကြောင့်ပိတ်သိက်ကူးဆက်ခြင်းရှိလို့ဘာကြောင့်တင်ပေးကြတယ်ဒါကကျမ်းစာမှာဒါရိုက်မရှိတဲ့ဥစ္စာဖြစ်တယ်ဒီတော့ကြောင့်လူတိုင်းဟာဒီဝိညာဉ်စုကျေစုများကိုမရနိုင်ဘူးကဲနံပါတ်3အခြားသောဘာသာစကားကိုတင်ပေးလို့ရသလားကျမ်းစာရတင်ပေးလို့ရတယ်ဆိုတာတိတိကျကျမရှိဘူးနော်မိတ်ဆွေကြိုက်တဲ့ကျမ်းပတ်မှာရှာကြည့်တိတိကျကျကျမ်းစာရအခြားသောဘာသာစကားဆိုတာကတင်ပေးလို့ရတယ်ဆိုတာမရေးထားဘူးဒီနေ့ဒီချိန်မှာဘယ်လိုမြင်တွေ့ရတယ်ကျွန်တော်ကိုယ်တိုင်မြင်ဘူးတယ်ကြားဘူးတယ်ဒီလိုအတန်ထွက်ပါဆိုမှလောက်တာနောက်ပြီးဒီလိုလိုက်ပြောပါဆိုမှတင်ပေးတာဒီစကားတွေထပ်ပြောပါဆိုမှတင်ပေးတာအဲ့လိုမျိုးတွေကကျမ်းစာမှာဘယ်နေရာဘယ်အခန်းကြီးအခန်းငယ်ဘလောက်မှမရေးထားဘူးဖြစ်တယ်ဒါတွေကနော်တကယ်လို့တင်ပေးလို့ရတယ်ဆိုကျမ်းစာမှာရေးထားမှာပဲတင်ပေးလို့မှမရတာဒါတွေကတင်ပေးလို့ရတယ်ဆိုတာကကျွန်တော်တို့အပိုင်ဖြစ်သွားပြီပေါ့ဝိညာဉ်စုကျေစုကတင်ပေးလို့ရတာမဟုတ်ဝိညာဉ်တော်ဖျားပေးမှရတာဖြစ်တယ်နောက်ပြီးတစ်ကောစနစ်မှာဝိညာဉ်တော်ကမိမိအလိုတော်အတိုင်းစုကျေစုများကိုပေးတော်မူ၏ဆိုတာရေးထားတာဖြစ်ပါတယ်ကြောင့်ဝိညာဉ်စုကျေစုကိုလူတယောက်တင်ကြားပေးတာထက်ဖျားပေးတာဖြစ်ပါတယ်ဆိုတော့ခံယူစေချင်ပါတယ်နော်ခံယူစေချင်ကဲနံပါတ်4ဗိတ်တိတ်ကူးဆက်တယ်ဆိုတော့
ခံယူချက်ကျမ်းစာနဲ့ညီသလားနော်နောက်ပဲလေးရောက်ပြီနော်ဗိတ်တိတ်ကုဆက်တယ်ဆိုတဲ့ခံယူချက်ကကျမ်းစာနဲ့ညီသလားဆိုကျမ်းစာမှာတမန်တော်မြတ်ကလူတွေပေါ်မှာလက်တင်ဆူတောင်းပေးတဲ့အလေးရှိတယ်ဒီနေ့ဒီချိန်မှာဗိတ်တိတ်ကုဆက်တယ်ဆိုတဲ့ခံယူတဲ့လူကလေဒီအရာကိုသူတို့အသိကယူတယ်ဗိတ်တိတ်ကုဆက်တယ်ဗိတ်တိတ်ကုဆက်တယ်ဆိုတဲ့ခံယူချက်အယူဝါဒထွက်လာတဲ့လူကလေဘာကိုအခြေမြင့်ပြုတ်တယ်လဲဆိုရင်လက်တင်ပြီးမှဆူတောင်းပေးတာကိုဗိတ်တိတ်ကုဆက်တယ်တော့အခက်ယူတယ်ဒါပေမဲ့ဒီမှာကလက်တင်ပြီးမှဆူတောင်းတယ်ဆိုတာကဗိတ်တိတ်ကုဆက်ခြင်းကိုအတိကရေးထားတာမဟုတ်တမန်တော်8စခွန်မှာဖတ်လို့ရတယ်တမန်တော်19:6မှာဖတ်လို့ရတယ်1:16မှာဖတ်လို့ရတယ်ဒါလက်တင်ဆူတောင်းပေးခြင်းအပြင်ဒါပေမဲ့ဒီလိုတော့ရှိတယ်ပေါ့ယုံကြည်သူဖျားတဲ့ခင်ခွဲခန့်တဲ့အမှုတော်ဆောင်လက်တင်လိုက်တဲ့အခါမှာဖျားတဲ့ခင်အလိုတော်နဲ့ညီတဲ့အရာဖြစ်တယ်ဆိုတော့အဲ့ဒီလူစီမှာဝိညာဉ်စုကျေးဇူးတွေဖျားတဲ့ခင်ကတက်ရောက်စေတယ်ဆိုတာရေးထားဒါပေမဲ့အဲ့ဒီလူစီကနေကူးဆက်တယ်လို့ဒါရိုက်မရေးထားအခုကူးဆက်တယ်ဆိုတော့ခံယူချက်ယူတဲ့လူကဒီကျမ်းပိုက်တွေကိုသူတို့အဓိကထားတာဖြစ်တယ်ကောနေလေးတို့နော်ကောနေလေးတို့တမှုကုန်းနေလေးတို့ဆူတောင်းတဲ့အခါမှာနော်ဘုရားခင်ကဆေလုတ်ခိုင်းတယ်ပေတရုတော့ခေါ်ခိုင်းတယ်ပေတရုဆူတောင်းပေးတဲ့အခါမှာတန်ရှင်တော်ဝင်ဖျားသူတို့အပေါ်ဆင်းသက်လာဒါပေမဲ့အဲ့ဒီတန်ရှင်တော်ဝင်ဖျားဆင်းသက်လာခြင်းတွေပေတရုဆူတောင်းပေးတာနဲ့တော့ဟုတ်ပါဒါပေမဲ့ပေတရုစီကနေစီးစင်းတာမဟုတ်ပါဘူးဒါကြောင့်ဒီတွန်တင်ချက်ကနေနေလေးရှုပ်ထွေးတယ်ဒါပေမဲ့ကျမ်းစာမှာအဓိကဒီပိတ်တိတ်ကူးဆက်တယ်ဆိုတာကတော့အဲ့ဒီအရာကိုတိတိကျကျတော့မရေးထားဘူးဖြစ်တယ်အထက်ပါခဏကျွန်တော်ပြောထားတမန်တော်8စကွန်တမန်တော်19:6နှစ်1:6ကအဲ့ဒီကျမ်းပိုက်တွေကယုံကြည်သူများဟာဗိတ်တိတ်ကူးဆက်တယ်ဆိုရက်တွင်တင်မှုကိုယူထားတာဖြစ်တယ်အမှန်တော့ဒီကျမ်းပိုက်တွေကဗိတ်တိတ်ကူးဆက်တယ်ဆိုရက်တွင်တင်မှုကိုပြထားတဲ့ကျမ်းပိုက်မဟုတ်လက်တင်ဆူတောင်းပေးပါလက်တင်ဆူတောင်းပေးအဲ့ဒီအခွင့်အာဏာရှိတာပေါ့နော်ဒါပေမဲ့ဗိတ်တိတ်တွေကိုယ်စီမှာဖျားတဲ့ခင်အပိုင်လာပေးထားပဲနင်းစီနဲ့တစင်ဖြန့်ဝေပါလို့ခိုင်းထားတာမဟုတ်ဘူးကိုကိုဖျားတဲ့ခင်ပေါင်းမုတ်တစ်ခုလာပေးထားပေါင်းမုတ်ကိုကျွန်တော်ကြိုက်တော့ခွဲဝေပြီးမှဖြန့်ဖြူစားတောက်တဲ့ပုံစံဖြစ်နေတယ်ကျွန်တော်တို့အပိုင်မို့ဝိညာဉ်စုကျေးဇူးဆိုတန်ရှင်တော်ဝင်ဖျားတဘာတိကတဲ့သူစိတ်ကြိုက်ခွဲဝေပြီးမှပေးထားတဲ့စုကျေးဇူးများဖြစ်တယ်ကဏ္ဍပတ်ကဗိတ်တိတ်ကူးဆက်တယ်ဆိုတဲ့အရာကနော် impartation လို့ခေါ်တဲ့အရာကကျမ်းစာမှာတကယ်ရှိသလားနော်ခဏပြောနော်ဗိတ်တိတ်ကူးဆက်တယ်ဆိုတဲ့ခံချက်ကကျမ်းစာနဲ့ညီသလားကျမ်းစာနဲ့မညီဘူးကဏ္ဍပတ်ကကျတော့ဗိတ်တိတ်ကူးဆက်တဲ့ impartation ဆိုတာကျမ်းစာထဲမှာတကယ်ရှိသလားအဲ့ဒါကြည့်ရမှာကအချို့တော့အခုဒီနော်ဒီဗိတ်တိတ်ကူးဆက်တယ်ဆိုတဲ့ခံချက်တွေကိုခံယူတဲ့လူတွေတွင်တင်တဲ့လူတို့တော့မြတ်ကဒီ Pentecostal ယုံကြည်သူများနောက်ပြီး charismatic ယုံကြည်သူများတွေမှာရှိလေရှိထတွေ့လေဒုထရှိတဲ့အရာဖြစ်တယ်။ဆိုလက်တင်ပေးခြင်းစုတောင်းပေးခြင်းဗိတ်တိတ်ကူးဆက်ခြင်းအဲ့လိုယုံကြည်တယ်သူတို့ကလက်တင်ပေးလိုက်ပြီဆိုရင်လက်တင်ပြီးမှစုတောင်းပေးလိုက်ပြီဆိုရင်ငါဆရာဗိတ်တိတ်ကူးဆက်သွားမယ်ဆိုတဲ့ယုံကြည်ခြင်းရှိတယ်။အဲ့ဆိုသူတို့အဲ့ဒီလိုခံယူချက်ရှိတဲ့လူတွေအဓိကသူတို့ညီညမ်းတဲ့ကိုးကားတဲ့ကြံပိုက်ရှိအဲ့ဒါဘာလဲ1:6 1:44တမန်တော်8စခွန်တမန်တော်19:6နော်အဲ့ဒီအရာတွေကိုသူတို့အဓိကယူမှာလက်တင်ဆူတောင်းပေးခြင်းကပိတ်တိတ်ကိုဆက်နိုင်တယ်ဆိုမှယုံကြည်ချက်ရှိတာဖြစ်သွားတယ်ဒါပေမဲ့ကျမ်းစာအနမှာနော်ဒါပေမဲ့အဲ့ဒီကျမ်းစာတွေမှာလက်တင်ပေးတိုင်းဟာဘာသာစကားပြောနိုင်အောင်တင်ပေးတာမဟုတ်လက်တင်ပေးတိုင်းဟာ prophet စုဂျေဇုရသွားတာမဟုတ် prophet စုဂျေဇုဆိုတာလက်တင်ပေးခြင်းအဖြစ်ရမယ်ဆိုတော့ဆရာတယောက်ပဲရှိဖို့လိုတယ်အားလုံးနေတဲ့နေရာတကာလိပ်ပြီးမှလက်နောက်ပြီးမှလက်တင်ဆူတောင်းပေးအားလုံးရကြပြီစာငတ်မှုနော်စာငတ်မှုဖျားခင်အရှိမအသက်တာကောင်းမှုအတန်ရှင်းခြင်းတစ္ဆာရှိခြင်းဘာမှမလိုအပ်ဘူးနော်ဘာကြိုက်တော်နေပြီးမှဟိုလက်တင်ပေးတဲ့ဆရာလာပြီဆိုသူ့စီမှာကောင်းငုတ်ပြီးမှဆူတောင်းသွားခံလိုက်အဲဆိုနေရင်ထိုင်အထာဘာဘာစကားပြောနိုင်လိမ့်မယ်နေရင်ထိုင် prophet စုဂျေဇုရလာလိမ့်မယ်ဟုတ်တယ်နော်ဒီကျမ်းစာကအဲ့လိုလက်တင်ပေးခြင်းအဖြစ်ဗိတ်တိတ်ရမယ်ဆိုတော့ကျမ်းစာမဟုတ်ဘူးလက်တင်ပေးရမယ်ဆူတောင်းပေးရမယ်ဆိုတဲ့အရာပဲဖြစ်တယ်လက်တင်ပေးလိုက်ရင်ဗိတ်တိတ်ကူးဆက်မယ်ဆိုတဲ့အရာကကျမ်းစာနဲ့မညီဘူးတကယ်တော့အဲ့လိုညီတယ်ဆိုရင်နော်ကချင်ပြည်နယ်တပြည်နယ်လုံးရခိုင်ပြည်နယ်တပြည်နယ်လုံးမွန်ပြည်နယ်တပြည်နယ်လုံးအဲ့ဒီလက်တင်ပေးတယ်လို့တယောက်ပဲရှိဖို့လိုရတယ်အတင်းတော်တိတ်ရှိစရာမလိုနော်နေရာတကာလဲပြပါဒီနေ့မနေ့ပိုင်းမှာနေတနေကဒီနေ့ညနေပိုင်းမှာနေတနေကလာပြီးမှအိုးနေကိုစလေကိုလက်တင်ပေးလိုက်သူတို့ကလည်းကဲနင်တို့တစင်ပြန်ပြီးဖြန့်ဝေကြဟဲ့အဲ့လိုဖြစ်သွားမှာပေါ့အဲ့လိုဖြစ်ခွင့်မရှိဘူးဝိညာဉ်တော်ဖရာတပါးတိကလည်းစာငတ်မှုနဲ့တောင့်တမှုနဲ့ဖရာရဲ့အလိုနဲ့ညီးစွာပေးတဲ့စုဂျေဇုပိုင်ရှင်นี่တန်ရှင်တော်နဲ့ဖျားပေးတာဖြစ်တယ်နော်ဘယ်ပုဂ္ဂိုလ်ဘယ်ဆရာကြီးကမှအဲ့ဒီဗိတ်တိတ်ကူးဆက်ပိုင်ခွင့်မရှိဘူးဖြစ်တယ်။နံပါတ်6ဒီခံယူချက်ကအခြားသောဘာသာစကားတွေတင်ပေးလို့ရတယ်ဗိတ်တိတ်ကူးဆက်တယ်ဆိုတဲ့ခံယူချက်ကိုခံယူထားတဲ့လူကလမ်းလွဲမှုဖြစ်နိုင်သလားလို့မေးမယ်နံပါတ်6ကကျမ်းစာအရနော်လမ်းလွဲနိုင်တယ်လို့ရေးထားတာနော်ကျမ်းစာတော့လမ်းလွဲနိုင်တော့ဒါပေမဲ့အခြားသောဩဝါဒထဲမှာဒါပါသွားတယ်။ဆိုတော့ဘာသာစကားမပြောရင်ဝိညာဉ်တော်မရသေးဘူးဆိုတာဖြစ်လာနိုင်တယ်ဖြစ်နေတာပဲလေဒီခံယူချက်ခံယူတဲ့လူကလေကျွန်တော်တို့နဲ့လက်သွေးဘူးတယ်နော်ဝိညာဉ်စကားဘာသာစကားမပြောတဲ့လူကဝိညာဉ်တော်တင့်ထဲမှာမရှိဘူးတဲ့ကျမ်းစာကိုဘယ်လောက်ထိမောက်လန်တယ်လဲနော်
နောက်ပြီးကလူတိုင်းမဖြစ်မနေပြောကိုပြောရမယ်အစောကကျမ်းစာကိုတော်တော်မောက်လန့်ပြီဝိညာဉ်တော်ဖခင်ရဲ့လှုပ်ရောလှုပ်စင်ဝိညာဉ်တော်ဖခင်လှုပ်နေတဲ့အလုပ်ကိုတော့မှသူကစန့်ကျင်နိုင်ပဲစန့်ကျင်နေပြီမပြောရင်ကဲတင်ချင်းမရသေးဘူးတဲ့အခြားသောဘာသာစကားမပြောကဲတင်ချင်းမရဘူးယေရှုခရစ်တော်ရဲ့ကားတိုင်ကိုတော်တော်လေးစော်ကားတယ်ဒီလို like ကို like ပြောရမယ်ဆိုမှအဲ့လိုဒီလမ်းလွဲမှုကအဲ့လိုဝင်သွားတာဖြစ်တယ်နော်ဒီတော့ကြောင့်နော်အဲ့လိုတွင်တင်နေပြီဆိုရင်ကျမ်းစာအရကျမ်းစာနဲ့လွှဲနေပြီးမှကွဲနေပြီးမှလေရှုပ်ထွေးမှုကအများကြီးဖြစ်စေတယ်အခြားသောဘာသာစကားမပြောကဲတင်ချင်းမရဘူးအခြားသောဘာသာစကားဝိညာဉ်တော်ကတင်ထဲမှာမရှိသေးဘူးလိုက်တင်တဲ့ခါမှာဝိညာဉ်တော်ဖျားလှုပ်ဆောင်မှုဝိညာဉ်တော်ဖျားရဲ့အလိုတော်တိုင်းခွဲဝယ်မှုမတ်တန်းတင်ခြင်းမတ်သားထားမှုကိုကျွန်တော်လုံးဝနော်လက်မခံရဖြစ်သွားပြီကဲနံပါတ်9ဒီတွင်တင်ချက်ကိုလက်ခံရင်စိုးကြိုးများရှိလာနိုင်သလားရှိနိုင်ပါတယ်မိတ်ဆွေအထူးသဖြင့်ဒီတွင်တင်ချက်ကိုလက်ခံရင်ဒီလိုမျိုးလိုက်ပြီးတွင်တင်နေရင်စိုးကြိုးကအနည်းဆုံး3ခုဖြစ်လာနိုင်တယ်ဘာလဲဆိုတော့ဘာလဲမပြောရင်ကဲတင်ချင်းမပြည့်စုံဘူးအခြားသောဘာသာစကားမပြောရင်ကဲတင်ချင်းမပြည့်စုံဘူးဘိတ်တိတ်ရှိတဲ့ဆရာကိုတွားပြီးမှဆူတောင်းခံရမယ်ဘိတ်တိတ်ရှိတဲ့ဆရာစီမှာတွားပြီးဆူတောင်းမခံသေးတဲ့၍နင်ဘတော်မှဘိတ်တိတ်ရှိလာမှာမဟုတ်ဘူးဆိုရခံချက်ဝင်လာတယ်နောက်ပြီးဒီဆရာစီမတွားရင်ဖယားရိုက်တကူမရဘူးအဲ့ဒီဆရာနဲ့တင်လက်မတွဲရင်အဲ့ဒီဆရာရဲ့လက်တင်ဆူတောင်းပေးချင်တင်မခံမရအောင်ချင်းတင်ဘတော်မှတကူရမှာမဟုတ်ဘူးဒီ3ချက်ဝင်လာနိုင်တယ်နော်တချို့ဆိုအဲ့လိုမျိုးကျွန်တော်မြင်ဘူးတယ်ကျွန်တော်အနီးနားမှာကိုရှိပြီးကျွန်တော်မြင်ဘူးတယ်အဲ့လိုမျိုးလူတွေနော်ဒီလိုအယူဆတွေကိုခံယူတဲ့လူဒီလိုအယူဆတွေနှလုံးသားထဲမှာဆွဲမြဲသွားတဲ့လူကလေခရစ်တော်ထက်လူကိုပို့ပြီးမှမိခိုလာတယ်ခရစ်တော်ရဲ့အစေခံဖြစ်မဲ့အစားအဲ့ဒီဆရာရဲ့အစေခံဖြစ်သွားတယ်တော်တော်ကြောက်စရာကောင်းတယ်ကျမ်းစာမှာအဲ့လိုမပြောကျမ်းစာရဲ့ဆိုလိုရင်းကပါလေယေရှုခရစ်တော်ကိုတာအားကိုးရန်ဖြစ်တဲ့ဟေဘရဲစနစ်နဲ့မှာဖတ်ကြည့်ပါဝိညာဉ်ကမိမိအလိုတော်တိုင်းစုဂျေဇုပေးတယ်ဆိုတာရှိတယ်အဲ့ဒါတစ်ကောစနစ်7မှာရေးထားတယ်အရာရာကိုကျမ်းစာနဲ့စစ်စစ်ရန်ရေးထားတယ်တစ်သက်9:21ကျမ်းစာကတို့ပဲတွင်တင်ထားတယ်နော်ကဲနောက်ဆုံးကျွန်တော်နောက်ဆုံးပြပြမယ်အရေးကြီးဆုံးအချက်ပါလေယေရှုကမဿဲအခန်းကြီး9အငယ်15-20မှာလူတို့ကိုတဲ့သူတို့ရဲ့အသက်တာထဲမှာထွက်လာတဲ့အတီးအဖြစ်သူတို့ကိုသိရမယ်နော်ကျွန်တော်မြင်ဘူးတယ်နော်အခြားသောဘာသာစကားနဲ့အတကုံဆုတောင်းပြီးမှဆုတောင်းလေးပြီးရောခဏနေကြညစ်တိညစ်ပတ်စိတ်ဆိုပြီးရန်ဖြစ်ကြတာလေအခြားသောဘာသာစကားနဲ့ကျွန်တော်ကိုယ်တိုင်ပြင်အခြားသောဘာသာစကားပြောတဲ့လူတယောက်ဖြစ်တယ်နော်ဒါကြောင့်အခြားသောဘာသာစကားပြောတဲ့လူကိုကျွန်တော်မရှုံချတယ်လို့အခြားသောဘာသာစကားပြောခြင်းနဲ့အဆင့်အမြင့်ဆုံးကျွန်တော်မတတ်မှတ်ဘူးဟုတ်တယ်နော်မဿဲ9:15-20မှာသူတို့ရဲ့အတီးများကိုမြင်ခြင်းအဖြစ်သူတို့ရဲ့အကျင့်စာရိတ္တသူတို့ရဲ့ဘဝအတ္တတန်ရှင်းမှုရှိသလားမရှိဘူးနာခံမှုတစ္ဆာရှိမှုရှိသလားမရှိဘူးအဲ့ဒါကအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့်ခရစ်တော်ကိုပဲကျွန်တော်တို့ကဘာသာစကားပြောနိုင်တာနဲ့ခရစ်တော်ကိုရတယ်မရဘူးဆိုတာကဘာသာစကားပြောနိုင်ခြင်းနဲ့မတိုင်းတာရဘူးနော်အံဖွယ်နမိတ်လက္ခဏာတွေပြုနိုင်တာနဲ့ကိုမတိုင်းတာရဘူးတချို့ကလေဒီဘာသာစကားပြောနိုင်မယ်ပရိုဖက်ပြုတယ်လို့ပြောပြီးမှအိုးအံဖွယ်နမိတ်လက္ခဏာကိုပြုနိုင်တဲ့လူကိုတကက်ဖျားသခင်ထက်ပိုပြီးအားကိုးသွားတာသူ့စီမှာတက်တကြွနော်တပိတ်ခံချင်တာဒါလုံးဝမဖြစ်သေးဘူးနော်လူတိုင်းကိုခရစ်တော်ရဲ့တပိတ်ဖြစ်စေကြပါလို့ပြောတယ်ငါဤတပိတ်ဖြစ်စေကြပါလားပြောတယ်ဟုတ်ပြီနော်ဒါကြောင့်အဓိကကျွန်တော်ကြည့်ရမှာကပါလဲအဲ့ဒီလူရဲ့တွင်တင်မှုအဲ့ဒီလူရဲ့ဟောကြားမှုထက်ကျမ်းစာကိုမှန်ကန်စွာတွင်တင်သလားကြည့်ရမှာဖြစ်တယ်။နောက်ပြီးမှယေရှုကိုအတိကထားသလား။စုကျေးဇူးအကြောင်းပဲပြောသလား။ယေရှုအကြောင်းကိုပဲအတိကထားတာ။နံပါတ်3အသက်တာထဲမှာဝိညာဉ်တော်အတီးပေါ်လွင်သလား။ဂလာတိ9မှာရေးထားနော်ဂလာတိမှာရေးထားနော်။ဂလာတိမှာဝိညာဉ်တော်ဤအတီးဝိညာဉ်စုကျေးဇူးများထက်ဝိညာဉ်အတီးဟာပိုပြီးအရေးကြီးတယ်။နံပါတ်3ဟုတ်ပြီနော်။နံပါတ်4ကဘာလဲ။လူတွေကိုမိမိစုဆွဲခေါ်သလား။ခရစ်တော်စီပို့ဆောင်သလားဒါကအရေးကြီးတယ်နော်တွင်တင်မှုတစ်ခုကြားတိုင်းတွင်တင်မှုတစ်ခုနားထောင်လိုက်တိုင်းဒါနဲ့ဆန်းစစ်ရမှာဖြစ်တယ်ဒီတော့ကြောင့်ဗိတ်တိတ်ဒီတယောက်မှတယောက်စီတို့ကူးဆက်ခြင်းဆိုတာကမရှိပါဘူးဘာသာစကားတင်ပေးခြင်းအဖြစ်ရနိုင်တယ်ဆိုတာလဲအတိအလင်းထောက်ခံထားတဲ့ကျမ်းစာကျမ်းညွန်ကျမ်းကားတပိုက်မှမရှိပါလူတွေပေါ်မှာလက်တင်ပြီးဆူတောင်းပေးရမှာမှန်တယ်ဒါပေမဲ့အဲ့ဒီလူတွေပေါ်မှာလက်တင်ပြီးဆူတောင်းပေးရမှာမို့လို့ကိုယ့်စီကနေပိတ်တိတ်သူစီကူးသွားမယ်ဆိုရင်အဲ့ဒီလူတယောက်တစ္ဆာရှိခြင်းအဲ့ဒီလူတယောက်ရဲ့အမှုတော်ထံပိတ်ဆက်ခြင်းအမှုတော်ထံမှာနာခံခြင်းဖျားခင်ပေါ်မှာတစ္ဆာရှိခြင်းဘာမှအကျိုးမရှိတော့ဘာမှအကျိုးမဝင်တော့လို့လက်တင်ပေးလိုက်တာနဲ့ရယိုစတန်ဆိုရင်တော့လူတွေအားလုံးကလက်တင်ပေးပြီးမှရနိုင်တဲ့ပုံကိုစီတွားပြီးမှဆူတောင်းခံပြီးပြီလေအသက်တာထဲမှာဖျားတဲ့ခင်နဲ့ကိုအချိန်ယူချင်လည်းမလိုတော့ဘူးเนาะအသက်တာထဲမှာเนาะအသက်တာတန်ရှင်းအောင်လည်းနေစရာအကြောင်းမရှိအောင်နာခံခြင်းရှိအောင်လည်းတွန်းတင်စရာခံယူစရာလည်းအကြောင်းမရှိတော့တကယ်အောက်လန်ဖြတ်လန်းနေတဲ့အတိုင်းရသွားတော့မှာဖြစ်ဖျားတဲ့ခင်တွေအဲ့လိုမျိုးအလုပ်မလုပ်ပါဘူးဟုတ်တယ်နော်ဒါကြောင့် prophet စုကျေးဇူးတကယ်ရှိတာဖြစ်ပါတယ်
စစ်မှန်သော prophet ကိုဘယ်တော့မှမကဲ့ရဲ့မိပါစေနဲ့နော်ဒါပေမဲ့စစ်မှန်သော prophet ကဘာတူလဲဆိုတော့မပိုင်းခြားတတ်ဘူးဆိုရင်မိတ်ဆွေကိုယ်တိုင် prophet ကိုဘယ်လိုပိုင်းခြားရမလဲဆိုတမန်တရားသိဖို့လိုအပ်တယ်ကျွန်တော်လည်းဘာမှတော့မဟုတ်ပါဘူးဒါပေမဲ့ဘုရားသခင်ကျွန်တော်ကိုပေးတဲ့နော်ဘုရားသခင်ကျွန်တော်ကိုပေးတဲ့ no ဆိုခိုင်းတဲ့အတိုင်းပဲနောက်ပိုင်းမှာဆိုရင်ကျွန်တော်တွင်တင်မှုတစ်ခုကြားတိုင်းတွင်တင်ချက်တစ်ခုကိုနားထောင်ရအတိုင်းဒါဟာလွဲမှားမှုဟုတ်သလားမှန်ကန်တဲ့တမန်တရားဟုတ်သလားဘလို့စစ်စစ်ဘလို့ပိုင်းခြားပြီးလက်ခံရမလဲဆိုတာကိုလည်းဘုရားသခင်ကျွန်တော်ကိုပေးတည်တဲ့အတိုင်းကျွန်တော်တို့ယုံကြည်သူများကိုသစင်မျှဝေပြီးမှတင်ကြားသွားမှာဖြစ်ပါတယ်အခုချိန်မှာတော့ဒီမာယူတဲ့တွင်တင်မှုကိုကျွန်တော်တင်လို့မကုန်နိုင်သေးဘူးနော်ဟောလို့မကုန်နိုင်သေးဘူးအများကြီးရှိလာတယ်ဒီတော့ကြောင့်ဒါတွေပြီးသွားပြီဆိုရင်တွင်တင်မှုတစ်ခုကြားတိုင်းဆရာတယောက်ကိုမြင်တိုင်းဖျားနဲ့မှန်တဲ့ဆရာလားဖျားရဲ့အမှုတော်ဆောင်အစ်စ်လားမိစ္ဆာ prophet လားတွင်တင်မှုအမားတွေကိုလိုက်ပြီးတင်ကြားနေတဲ့အရာလားဒီတင်ခန်းစာဘယ်လိုမျိုးတင်ခန်းစာလဲယုံကြည်လက်ခံတင်သလားဆိုတာကဘာနဲ့ပိုင်းခြားစစ်ဆဲမလဲဆိုတာလဲနောက်ပိုင်းမှာကျွန်တော်ဝင်ကားသွားမှာဖြစ်တယ်ဒီနေ့ကတော့အခြားသောဘာသာစကားတွေတင်ပေးလို့ရတဲ့ဟာမျိုးမဟုတ်ပါအကြောင်းညွှန်းကြမ်းကားတဲ့တကွာကျွန်တော်ပြောပြီးနောက်ပိတ်တိတ်ကူးဆက်ချင်းဆိုတာလဲကျမ်းစာမှာတိတိကျကျခိုင်လုံတဲ့အရာမရှိပါဘူးနော်အဲ့တော့တကယ်လို့များမေကွန်မေးချင်နေဆိုရင်ကျွန်တော်ကိုကျမ်းစာနဲ့တကွာနော်ကျွန်တော် chat box မှာဖြစ်ဒီဟာကဘယ်လိုလဲဒီကြမ်းပိုက်ဘယ်လိုလဲဒီတင်ခန်းအခုဆရာတင်သွားတင်ခန်းစာနဲ့ဒီကြမ်းပိုက်ဘယ်လိုလဲဟိုမှာတော့အဲ့လိုရေးထားရဆိုတာပေါ့ကျွန်တော်တို့သိချင်တယ်ဆိုရင်အပေါင်းလက္ခဏာဆန်ခြင်းအဖြစ်သိချင်တယ်ဆိုရင်ကျွန်တော်တို့ message တွေခြံထားခဲ့ပြီးမှမေးလို့ရပါတယ်ဆိုတော့ပြောချင်ပါတယ်ဒီတော့တော့ဘာပဲယုံကြည်တော့ရောက်ချင်းစီတိုင်းမှာမာယူနဲ့တုန်တင်မှုဩဝါဒကနေကင်းဝေးပြီးမှစင်ကြယ်သောတရားဒေသနာအဖြစ်ယေရှုခရစ်တော်နောက်ကိုလိုက်တော်သူများဖြစ်ကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးကဖျက်ကောင်းချီးရှိပါစေ